Hello အားလုံးပဲမင်္ဂလာပါညီမတို့အဲ့ဒါစပိုက်တလာပါဆိုရဲဟာလေးဆက်ပြသမှာဖြစ်ပါတယ်အဲ့ဒါဘာလဲတော့မသိဘူးနော်ဘယ်လိုလုပ်ရလဲအဲ့ဒါမသိဘူးပေါ့နော်အဲ့တော့ဘယ်လို survive ရတာလဲပေါ့နော်ဟုတ်တော့ဒီဘုတ်ခုံရလားလာပါရအောင်လားနေအော်ဒါကအဲ့တော့အချိန်မြောက်သေးဘူးထင်တယ်ဟုတ်တယ်ဟိုဘက်မှာနေလားအိမ်လေးအဲ့အိမ်လေးပေါ်တက်ရအိုးအဲ့လိုအိမ်မျိုးကဲနော်ရောက်ပါပြီပေါ့ဟဲ့ဝတ်တောင်ကြီးနော်တောင်မော်ဆိုပေါ်ထိတက်ရဟုတ်တယ်စတော့မှလားမသိဘူးပဲချင်းစအိုးတောက်အိုးပေါ်တက်ရမှာခီးလာပါကြီးလာနေတယ်ဟာမတွန်းချနဲ့ကွာနင်းတို့လည်းအပေါ်ရောက်မှာမဟုတ်ဘူးငါတို့လည်းအပေါ်ရောက်မှာစုပ်ကမတွန်းကြနဲ့โอเคလာပါကြီးလာနေပြီပေါ့နော်ဖြည်းဖြည်းနဲ့တက်လာပါပြီအရီနာတို့လည်းအပေါ်ရောက်တော့မယ်ပေါ့နော်โอเคအရီနာရေစိတ်တွေလှုပ်ရှားနေပြုတ်ကျသွားမှလားဘလို့ဖြစ်သွားမှလဲပြုတ်ကြမယ်နော်ပြုတ်ကြပြီအရင်ကပြုတ်ကြပြီโอเคအိုးဖေမရနဲ့လို့အကြောင်းအဲ့ပေါ်တက်လည်းမင်းရမှာမဟုတ်တော့ဘူးโอเคအဲ့တော့လာပါကြတော့ပါပြီသူများရဲ့အောက်ခုံဆင်းနေပေါ့โอเคနော်လာပါလေးပြောက်သွားမှယုံကြည်ရမှာပဲခုံဆင်းတော့ပါမယ်โอเคကျတော့ကြောက်စရာကောင်းတယ်ပေါ့ရှင်ခုံစရာလည်းကောင်းတယ်လို့ကြောက်စရာလည်းကောင်းပါတယ်အော်တင်နေပြီခေဒါအော်ပြီပေါ့နော်ဟာတဲ့ဒုက္ခပါပဲအရီနာမအော်အေးပါကွာစလာကြရပြုတ်ကြအရီနာမအော်ပြီမကျွမ်းမအောင်ဆိုနေတာโอเคနော်လေးစားနန်းလေးကိုတော့အင်းတော့ကြော်ဖြတ်နိုင်ခဲ့ပါဘူး again baby ကွာချက်တီတုံးလာပါရတက်လာပါပြီသူတို့ဘာလို့လေးစားရထားတာလဲโอเคအဲ့နောက်ဒီတရောင်းတော့နိုင်အောင်စော့မယ်ဒါလေးမစိုးဘူးနော်ဒါလေးမစိုးဟုတ်တယ်မစိုးvoteတရား vote ပေးမယ်ကြိုပြီးတော့သွားထားရမယ်ကြည့်အဲ့လိုသွားထားမှတော့အကြောင်းအဲ့ဒါကြီးရပေါ်မလာစမ်းမနဲ့စက်တီတုံးလို့ဘာပေါ်လာမှန်းလည်းမသိဘူးအရင်ကလည်းညံခုံးနေရတယ်သူတို့ကဘာလာပြနေမှလည်းမသိဘူးအဲ့တော့အပေါ်ရောက်တော့မယ်ဟုတ်တယ်ရောက်တော့မယ်ကျိုးသားထားကွာရောက်တော့ကွာโอเคရောက်တော့မယ်ပေါ့နော်
Okay okay လာပါရောဇာတ်တိုက်တက်လာပါတယ်ဗျာကျွန်တော်တို့အခုထိသွားလို့မပြီးသေးဘူးရှောက်ပြီဗျာရှောက်ပြီသူတို့ဘရင်အိမ်ဘာလို့အရင်ရောက်လဲမသိဘူးနာလည်းအရင်တန်းလာပါသူတို့အများကြီးပဲအရင်ရောက်နေကြMy arms there. Okay, lava you bien sin lava ya. Wee, yan lại. Ồ. Sao, ngã lên lại ông này. Oh my gosh. Okay. Lava đi ra trả rồi. Okay. Nhớ rồi yummy này phải tao này phải san. Chỉ khâu lại nó lướt vào vậy, không nào trở rong đi vậy. Cô sao yêu gặp? Ấy Lavi. Tôi không một trận lại. Tê mà liền à? Okay. နေ့မှာတော့ဒီလောက်ပါပဲပေါ့နော်နောက်နေ့ကျရင်ဘယ်လိုဗီဒီယိုလေးတွေတင်ပြရမလဲဆိုတာလေcomment မှာမှတ်ခဲ့ပေါ့နော်နာလူဒီလို skin လေးလဲ skin ဘယ်လိုလဲရလဲ Bro Heaven မှာ skin code တွေရောမေးကြရင်တော့နာကိုcomment မှာဖြည့်ပေးကြပါအားလုံးပဲ bye bye